ရာသီစာအသီးရွက်ကလေးတွေလက်ဆက်ပြီးတော့တန်နေတာပဲဗျာအားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့လေကျွန်တော်မနေ့က15မိုင်ဖျားသွားဖူးရင်းနဲ့15မိုင်ဖျားဈေးတန်းမှာကျွန်တော်ဒီမှာဟင်းသီးရွက်တွေတန်လို့ကျွန်တော်ဝယ်လာခဲ့တယ်အဲ့ဒီမှာလေတောစာလေးတွေအရန်ပဲပေါ်တာတိလားစုံပဲဒီကတော့ရာသီစာပေါ့နော်ဒီမှာဗရက်စာလေးရယ်ကျွန်တော်ဈေးရရိုးရယ်ဝယ်ခဲ့တာဈေးကတော့တန်တယ်ဗျာဗရက်စာကိုလေ6စီးမှ1000ပဲပေးခဲ့ရတယ်ဗျာတစ်စီးကို100နီးပါးပဲတန်မှတန်ဒီမှာကြည့်ပါဦးအဲ့ဒါကျွန်တော်2000ဘိုးဝယ်လာတယ်ဈေးရရိုးကတော့2စီးကို900ပါကျွန်တော်1500ဘိုးဝယ်လာခဲ့တာပါနော်ဒီနေ့တော့ဗရက်စာကိုကျွန်တော်ကြော်စားမှာဗရက်စာကိုလေဈေးပေါ်နဲ့ကျွန်တော်ရှာနေတာကြာပြီဈေးမပေါ်သေးဘူးကျွန်တော်တို့စီမှာဆိုလို့ရှိရင်လေ2စီးကို900ဆိုတစ်စီးကိုတစ်ခုလောက်ပဲပါတာတပင်သေးသေးလေးပဲပါတာအခုဒီမှာအကြီးကြီးတွေပဲပြီးတော့ပေါ်လဲပေါ်တယ်ဆိုတော့ကျွန်တော်ကြော်စားချင်နေတာနဲ့အတော်ပဲဒီနေ့တော့ကျွန်တော်ဗရက်စာကြော်စားဖြစ်သွားပြီကျွန်တော်ဗရက်စာကြော်ဖို့အတွက်ဗရက်စာတွေအများကြီးဝယ်လာခဲ့ပါတယ်ကဲဒါဆိုရင်ကျွန်တော်ဗရက်စာလေးတွေကြော်ဖို့အတွက်အခုဒီမှာအရင်ဆုံးဗရက်စာလေးတွေတင်လိုက်အောင်မယ်နော်ဗရက်စာလေးတွေသိမ်းမယ်ဆိုရင်တော့လေကျွန်တော်ကဘေးကအပြင်အခွန်မမကြီးတွေကြမ်းကြမ်းကြီးတွေမယူဘူးเนาะကျွန်တော်ကအပွင့်လေးတွေအဖူးလေးတွေနဲ့နှုတဲ့ဟာလေးတွေပဲရွေးပြီးတော့ယူထားပါတယ်ကဲဒီမှာပါကြော်ဖို့စင်သင့်ဖြစ်နေပြီเนาะတေချာလေးရေးဆေးပြီးရင်ဒါကိုကျွန်တော်ကြော်စားမှာဖြစ်ပါတယ်ကဲလိုက်ကြည့်ပေးကြပါဦးเนาะတကယ်ချင်းတို့ဗရက်စာကြော်တာကတော့လေလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းပဲကစွန်းရွက်ကြော်တလို့ပဲဒီတိုင်းပဲစီထဲမှာစနွှဲလေးထည့်မယ်ကြက်သွန်ပြူလေးတစ်ပြားရိုက်ထည့်ပြီးတော့ဗရက်စာထည့်ပြီးတော့အရသာမှုတ်လေးထည့်ပြီးတော့တေးသေးရှာလေးညှူးသွားအောင်ရေလေးနဲ့ထည့်ပြီးကြော်ပေးရင်ရပြီသူ့ရဲ့အရသာကလေဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့မှုကြော်လေးတောမှုကြော်နဲ့တူတယ်ဒီလားသူကတော့အနက်လေးပါတာပေါ့နော်သူ့ရဲ့အနက်မှုမွေးလေးပါတာပေါ့တောမှုကြော်လိုပဲချိုးနေတာပဲသူကလေပြောမယ်ဆိုရင်ပိုလို့တောင်ချိုးမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကတော့လေအရန်ကြိုက်တာကျွန်တော်တို့အိမ်မှာလေးဒီဗရက်စာကြော်ရင်ဗရက်စာထွက်တဲ့အချိန်ဆိုလို့ရှိရင်ကျွန်တော်တို့ကဗရက်စာကြော်စားဖို့ပဲချောင်းနေတာဒါပေမဲ့ဈေးကမတန်ဘူးဖြစ်နေတော့ तू ကအများကြီးဝယ်မှနည်းနည်းပဲရတာဆိုတော့လေအခု15မိုင်ဖျားသွားတော့လေကြုံလုံးလေးကျွန်တော်ဗရက်စာတွေပေါ်တော့လေမနေနိုင်ဘူးကြော်စားမယ်ဆိုပြီးအခုလိုဝယ်လာပြီးကြော်စားဖြစ်သွားတာပါကဲဒီမှာနော်ဗရက်စာကြော်တာတော့လွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းလေးပဲဘာမှမခက်ဘူးဒီမှာကြည့်ရေလေးနည်းနည်းထည့်အဖုံးလေးအုပ်ပြီးတော့ခဏတော့နူးအောင်ကြော်ပေးရမယ်အခုဒီမှာရင်နေလေးထည့်ထားတာလေးကခမ်းပြီးတော့ဒီမှာစီပြန်ပြီးတော့လေစီကြော်လေးဖြစ်သွားပြီတွေ့လားအဲ့ဒါဆိုလို့ရှိရင်ရပြီဗရက်စာကြော်စားလို့ရပါပြီခင်ဗျာအရန်စားလို့ကောင်းပါတယ်ဗရက်စာကိုလေဒီလိုလေးကြော်စားကြည့်ကြပါစားလို့တော်တော်ကောင်းတာเนาะအတူနဲ့မှုမွေးလေးနဲ့လေချိုချိုလေးတိလားသူ့အရသာလေးကလေအရန်စားလို့ကောင်းပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်ရဲ့ချစ်တင်ငယ်ချင်းများနဲ့ချစ်မိတ်ဆွေများလည်းဗရက်စာလေးတွေဒီလိုမျိုးပေါ်ပေါ်စောစောရမယ်ဆိုရင်လေဒီလိုလေးကြော်စားကြည့်ကြနော်အရန်စားလို့ကောင်းတာကျွန်တော်ကလေအဲ့လိုမျိုးပေါပေါရှာရှာလေးတွေဆိုရင်အရန်ကြိုက်တာပြီးရင်ကျွန်တော်ဇီရိုးချင်ဆက်ကြော်လေးလည်းတင်ပေးပါအောင်မယ်နော်ကဲဒါဆိုရင်လိုက်ကြည့်ပေးကြတဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲကျမ်းမာချမ်းသာကြပါစေအားလုံးပဲတက်တာဘိုင်